မဖြစ်နိုင်လို့လမ်းခွဲတာပဲဖြစ်ဖြစ်မချစ်နိုင်လို့လမ်းခွဲတာပဲဖြစ်ဖြစ်ရေစက်ကုံလို့ကိုတို့ဝေးသွားကြတဲ့အခါဘသူ့အပေါ်မှာအပြစ်မမြင်ရပါဘူးကိုလည်းတစ်ချိန်လုံးကသူ့ကြောင့်ပျော်ရွှင်ခဲ့ရဘူးတဲ့ဒီလိုပဲသူကလည်းတစ်ချိန်လုံးကကိုကြောင့်ပျော်ရွှင်ခဲ့ဘူးမှာပါအစဉ်ပြေနေချိန်တုန်းလေးမှာတော့ကိုဟာသူ့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ယန္တနာသူကလည်းကိုအတွက်အကောင်းဆုံးဖော်မွန်လေးပေါ့ကံကြမ္မာမျက်နှာသာမပေးခဲ့လို့ကိုတို့ဝေးခဲ့ကြတယ်ဆိုရင်တော့မင်းရဲ့နောက်ကွယ်မှာမင်းမကောင်းတဲ့သတင်းတွေကိုပြောပြီးတော့မင်းနောက်ချိုးဓာတ်နဲ့ထိုးမယ်လူမျိုးတွေမှာကိုမပါဘူးဆိုတာမင်းယုံကြည်ပေးထားပါရေစက်ရှိသလောက်ဆုံးခဲ့ပြီးပြီလေရေစက်ကုန်ရင်ဝေးကြရတတ်တာသဘာဝပါပဲလို့ကိုသဘောထားရင်လည်းတစ်ခါတရံတိုက်ဆိုင်မှုလေးတွေရှိလာခဲ့ရင်ကိုနဲ့ဝေးသောရက်မှာမင်းတယောက်အဆင်ပြေပါသည်ပေါ့ဒါပါပဲတွေ့ဆုံခြင်းတွေမှာရိုးရှင်းစွာချစ်ခဲ့ကြတယ်ဝေးကွာခြင်းတွေမှာလည်းရိုးသားစွာလမ်းခွဲခဲ့ကြတယ်ကိုတို့ချစ်ခဲ့ကြသည်ထို့နောက်ကိုတို့ဝေးခဲ့ကြရသည်ပေါ့